အားလုံးပဲမင်္ဂလာပါခိုင်လေးပဲဖြစ်ပါတယ်အခုတခါလေးလာကြမှာကတော့မလေးစကားမှာပေါ့နော်ဖီနဲ့စားတဲ့ဒီစကလုံးလေးတွေပဲဖြစ်ပါတယ်အဲ့တော့ပထမတစ်ခုအနေနဲ့ကတော့ပလူပေါ့နော်ဒီကတော့ပြောမယ်ဆိုလို့ရှိရင်တော့မလုတ်ဖြစ်လိုက်တဲ့အရာကိုလိုသွားတယ်မလုတ်ဖြစ်လိုက်ဘူးဒါမျိုးပြောမယ်ဆိုရင်တော့ပလူလို့ပြောတယ်ပေါ့နော်အဲ့တော့ဘယ်လိုပြောလို့ရလဲဆိုရင်စမလန်ဆာယာပလူပလီမာကန်နန်စမလန်ဆာယာပလူပလီမာကန်နန်ပေါ့နော်ဒါဆိုတော့မနိကတော့ကစမလန်ဆိုတာကတော့မနိကတော့ကပေါ့နော်အဲ့တော့ပလူဆိုတာကတော့လိုသွားတယ်ပေါ့မနိကတော့ကငါမကန်နန်ပလီမာကန်နန်ပေါ့နော်အဲ့တော့မနေ့ကတော့ငါစားစရာဝယ်ဖို့မေ့သွားတယ်လိုသွားတယ်ဒါမျိုးပြောတာပဲဖြစ်ပါတယ်ဒါကတော့ဒီလိုတာတို့မလုံလိုက်ဖြစ်တာတို့မေ့တာတို့ဆိုလို့ရှိရင်တော့ဒီပလူဆိုတဲ့စကားလေးနဲ့သုံးတယ်ပေါ့နော်ဒါကတော့ဖီနေစားတဲ့ပထမတစ်ခုပေါ့နော်ပြီးတော့နောက်တစ်ခုခါကျတော့ပင်ဆန်ဆိုတာကတော့ဒီခေါင်းရှုပ်တာတို့ခေါင်းကိုက်တာတို့အဲ့လိုမျိုးခေါင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ခေါင်းရမ်းရှုပ်ပြီးတော့နေမကောင်းဖြစ်ခြင်းတို့ဖြစ်တာမျိုးကိုပြောတာပဲဖြစ်ပါတယ်အဲ့တော့စမလန်ဆာယာပင်ဆန်ဆိုလို့ရှိရင်တော့မနေ့ကတော့ငါအရန်ပဲခေါင်းကိုက်တယ်ခေါင်းရှုပ်တယ်ဒါမျိုးပြောတာပဲဖြစ်ပါတယ်ဒါကတော့ပင်ဆန်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ပါနတ်ဆိုတာကတော့နေအရန်ပူတာကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်စားစရာကအရန်ပူနေသေးတာကိုပဲဖြစ်ဖြစ်ဒါဆိုရင်တော့ပါနတ်လို့ပြောတယ်ပေါ့နော်အဲ့တော့အရန်ပူတယ်ဆိုလို့ရှိရင်တော့ဘာညာပါနတ်ဒါမျိုးပြောတယ်ပေါ့နော်ဒါကတော့စကားလုံးတစ်ခုပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီလှုပ်ဖူးတယ်စားဖူးတယ်သွားဖူးတယ်ဒါမျိုးဖူးတယ်ဆိုလို့ရှိရင်တော့ပါနာပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒါလှုပ်ဖူးတယ်စားဖူးတယ်သွားဖူးတယ်လို့ပြောတာပဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးပြောလဲဆိုလို့ရှိရင်တော့ဆာယာပါနာပက်ကီထိုင်းလန်ဆာယာပါနာပက်ကီထိုင်းလန်ဆိုလို့ရှိရင်တော့ဒါငါကျွန်တော်ပေါ့နော်ထိုင်းလန်ကိုသွားဖူးတယ်ပေါ့ဆာယာပါနာဘွတ်ဘာဂါဆိုလို့ရှိရင်တော့ဘွတ်ဆိုတာကတော့လောက်တာပေါ့နော်အဲ့တော့ဆာယာပါနာဘွတ်ဘာဂါဆိုလို့ရှိရင်တော့ငါဘာဂါလှုပ်ဖူးတယ်ပေါ့ဆာယာပါနာမဆက်ပီဇာဒါဆိုတော့ငါကျွန်တော်ပေါ့နော်ပီဇာချက်ဖူးတယ်ပေါ့လှုပ်ဖူးတယ်ပေါ့ဒါမျိုးပြောတာပဲဖြစ်ပါတယ်ဒါကတော့ဖီနဲ့စားတဲ့စကားလုံးလေးတွေပေါ့နော်ဟုတ်ပြီနော်အဲ့တော့ပထမတစ်ခုကကြတော့ပလူပေါ့နော်ဒီပလူဆိုလို့ရှိရင်တော့ဒါမလုတ်လိုက်ဖြစ်တဲ့ဟာကိုလှုပ်ဖို့လိုသွားတယ်မိသွားတယ်ဒါမျိုးဆိုလို့ရှိရင်တော့ဒီပလူဆိုတဲ့ဒီစကားလေးနဲ့ပြောတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ပင်ဆန်ဆိုတာကတော့ခေါင်းရှုပ်တယ်ခေါင်းကိုက်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ပါနတ်ဆိုလို့ရှိရင်တော့ဒါအရန်ပူတယ်ပေါ့နော်ဒီရင်လေးပူတာပဲဖြစ်ဖြစ်စားစရာပူတာပဲဖြစ်ဖြစ်နေပူတာပဲဖြစ်ဖြစ်ဒါမျိုးဆိုရင်တော့ပါနတ်လို့ပြောတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့လှုပ်ဖူးတယ်စားဖူးတယ်သွားဖူးတယ်ဆိုလို့ရှိရင်တော့ဒီညမှာသုံးတဲ့စကားလေးကတော့ပါနဒါမျိုးပြောတာပဲဖြစ်ပါတယ်ကဲအားလုံးပဲ bye bye